ကျုံးမင်းနာမှာရှိတဲ့တောင်းတဲ့တိုက်အိမ်လေးကိုဈေးတန်တန်လေးနဲ့မိတ်ဆက်ပေးမယ်ဆိုရင်အားလုံးစိတ်ဝင်စားလားအိမ်ရဲ့အကျဉ်းနေနေကတော့19ပေ40ဖြစ်ပြီးတော့မြောက်လက်ဖြစ်ပါတယ်အိမ်ရဲ့တည်ရင်ကတော့83လမ်း20နဲ့21ကြားမှာတည်ရှိပါတယ်အိမ်လေးကိုတူတူဝင်လိုက်ကြရအောင်ကျွန်တော်နဲ့တူတူအိမ်ထဲကိုလိုက်ကြည့်ရအောင်ဒါကတော့မရထမရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်အဲအခန်းထဲမှာတော့ရေချိုးခန်းအိမ်နာမိဖို့ကြောင့်အကုန်အပြည့်စုံပါရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့တတိယတဲ့အခန်းလေးကိုလည်းလိုက်လံပြပေးပါမယ်ဒါကတော့တတိယတဲ့အခန်းလေးပါအခန်းထဲမှာလည်းရေချိုးခန်းအိမ်နာမိဖို့ကြောင့်အသုံးဆောင်ပစ္စည်းအကုန်ပါရှိပါတယ်အခုကျွန်တော်ဆက်လက်တက်နေရတော့ကျွန်တော်တို့အပေါ်ဆုံးတက်ကိုတက်ရှိနေရပါဒီအပေါ်ဆုံးတက်မှာဆိုရင်တော့လှပတဲ့ရှူခင်းလေးနဲ့ညနေခင်းလေကောင်းလေးတန်ရှူဖို့အတွက်လည်းရပါတယ်ဒီအပေါ်ဆုံးတက်မှာလည်းအခန်းတစ်ခန်းလေးရှိတဲ့အတွက်အကိုတို့မလိုတဲ့ပစ္စည်းတွေကိုအပေါ်စတိုကန်ဖြစ်နေအသုံးပြုနိုင်ပါတယ်ဘဝပိုင်မြေဖြစ်တဲ့အတွက်ကြောင့်အရှုပ်ရှင်အမခံပါတယ်သူ့ရဲ့အိမ်ရဲ့ရောင်းစည်းကတော့3000ခေါ်ထားပါတယ်အသေးစိတ်သိရှိလို့ပါအောက်ဖော်ပြ performance ကိုဆက်သွယ်